မင်္ဂလာပါနေတိုင်းဒီပါပြောလဲနေတဲ့ရွှေဈေးတွေဒေါ်လာဈေးတွေကိုအချိန်နဲ့တပြေးညီပေးလို့သိနိုင်မလဲဆိုတာကမေးခွန်းတစ်ခုလို့ဖြစ်နေတဲ့ဟုတ်ကဲအဲ့ဒီအဖြေကိုလွယ်လွယ်ကူကူလေးရှာနိုင်မယ့်နည်းလမ်းတစ်ခုကိုကျွန်တော်တို့အတူတူကြည့်လိုက်ကြရအောင်ဟုတ်တယ်ဒါလေကျွန်တော်တို့နေတိုင်းလိုကိုပြန်မင်းနေရတဲ့မိခွန်းတစ်ခုပဲဟုတ်တယ်မလားကိုလက်ထဲမှာကင်ထားတဲ့ရွှေဒါမှမဟုတ်ကိုစုထားတဲ့နိုင်ငံခြားငွေတွေအဲ့ဒါတွေရဲ့တန်ဖိုးကဒီနေ့မှာဘယ်လောက်ရှိနေပြီလဲဆိုတာလေအဖြေကိုချက်ချင်းသိဖို့ကအမြင်တော့လွယ်တာမဟုတ်ဘူးဒါပေမဲ့လေအဲ့ဒီမေကွန်ဒီအားလုံးအတွက်အဖြေကိုတနေတာတဲ့ပါပဲရိုးရိုးရှင်းရှင်းလေးပေးနိုင်မဲ့နီလန်တစ်ခုရှိနေတယ်အဲ့ဒါကဘာနဲ့တူလဲဆိုတော့ကိုယ့်အတွက်ကိုယ်ပိုင်ပန်တာရေးထင်းချိုရေးစင်တာရေးတခုရှိနေတယ်လို့မျိုးပါပဲကဲဒါကတော့မြန်ဝ application ပါပဲဒီ app ရဲ့အဓိကစာမျက်နှာကိုကြည့်လိုက်တာနဲ့ကိုယ်လက်ထဲမှာကိုယ်ပိုင်ဖဏရေးထင်းချုပ်ရေးစင်တာကြီးတခုရောက်လာတယ်လို့ပဲအရေးကြီးတဲ့အချက်လက်တွေအားလုံးကိုတစ်ချက်တည်းကြည့်လို့ရုံနဲ့ရှင်းရှင်းလင်းလင်းမြင်နိုင်ပါပဲဒီမှာကြည့်လိုက်တာနဲ့လေအဓိကကျတဲ့အချက်လက်တွေကိုချက်ချင်းတွေ့ရပြီဥပမာဒီနေ့ရဲ့ရွှေဈေးပြီးတော့ American Dollar စင်ကာပူဒေါ်လာနဲ့ Thai baht အဲ့ဒီငွေလဲနှုန်းရဲ့အကုန်လုံးကိုနောက်ဆုံးအချက်နဲ့အကိုင်းတန်းပြီးတော့သိနိုင်တာပေါ့ကောင်းပြီဒါဆိုရင်လူများစုအတွက်အရေးကြီးဆုံးပိုင်ဆိုင်မှုတွေဖြစ်တဲ့ရွှေတို့နိုင်ငံခြားဝေကြီးတို့ရဲ့တန်ဖိုးကိုဒီ app ကဘယ်လောက်ထိအသေးစိတ်ကြအချိန်နဲ့တပြည့်ညီပြပေးနိုင်တယ်လဲဆိုတာကိုအသေးစိတ်ကြည့်လိုက်ကြရအောင်ဒီမှာကြည့်ရွှေဆိုရင်လဲရွှေအမျိုးအစားအလိုက်ကိုအတိအကျခွဲပေးထားတာအခောက်ရွှေတို့15ပဲရေတို့အစတာတွေအတွက်အယောင်စေးအဝယ်ရေးတွေကိုရှင်းရှင်းလင်းလင်းဖော်ပြထားတာဆိုတော့လေရွှေစုတဲ့သူတွေယင်းနှိမုတ်နှံသူတွေအတွက်ဆိုရင်ဘယ်အချိန်မှပါလို့တင်တယ်ဆိုတာဆုံးဖြတ်ရတာအရင်လွယ်သွားတာပေါ့စင်းလုံးတွေကိုတီးယုံနေတော့မပြီးသေးဘူးပါနော်အရေးကြီးတာကကိုလက်ချမ်းမှာရှိနေတဲ့ရွှေသားတင်ရင်တကယ်တန်ဖို့အမှန်ကိုဘယ်လိုတွက်ထုတ်မလဲဆိုတာကနောက်တစ်ဆင့်လာပြီအဲ့ဒီအတွက်လည်းလွယ်ပါတယ်ဒီမှာရွှေတန်ဖိုးတွက်ချက်ပြီးတဲ့ feature ပါလာပြီးသားလို့ရမှာကကို့မှာရှိတဲ့ရွှေအလေးချိန်ကိုကြက်ပဲရွေးနဲ့ထည့်လိုက်ရုံပဲအဲ့ဒါဆိုရင်အခုလက်ရှိပေါက်စေးနဲ့တန်ဖိုးကဘယ်လောက်လဲဆိုတာကိုသူကချက်ချင်းတွက်ချက်ပေးလိုက်မှာအာကြည့်လိုက်ပါအောင်တကယ်ကိုအန်အောစရာပဲဥပမာအနေနဲ့ပေါ့နော်ရွှေနဲ့ကြက်3ပဲနွေရွေးရဲ့တန်ဖိုးကကြက်330ကျော်တောင်ရှိနေတာဒီလောက်တိကျမြန်စာနဲ့တွက်ချက်မှုကဒီထူးဟာဘလောင်းတောင်လက်တွေ့အသုံးဝင်ပြီးအစွမ်းထတယ်လဲဆိုတာကိုသက်သေပြနေတာပါပဲရွှေရီမဲလားဆိုတော့မဟုတ်သေးဘူးငွေလင်းလုံးအပိုင်းကိုလည်းကြည့်လိုက်ရအောင်ဒီမှာဆိုရင်အမေရိကန်ဒေါ်လာယူရိုစင်ကာပူဒေါ်လာလိုအဓိကကျတဲ့ငွေကြေးတွေရဲ့အယောင်းဝယ်စင်းနှုန်းတွေကိုလည်းတနည်းအားဖြင့်မှစူးစီးဖော်ပြထားတယ်ဆိုတော့မင်းနဲ့ဈေးတွေလိုက်စုံဆိုင်နေစရာမလိုတော့ဘူးပေါ့ဒါပေမဲ့တခုရှိတယ်စုံဖြတ်ချက်ကောင်းတစ်ခုကိုချဖို့ဆိုရင်ဒီနေ့ဈေးတစ်ခုတည်းကိုသိုံနဲ့တကယ်ပဲလုံလောက်ပြီလားအဖြေကတော့မလုံလောက်သေးပါဘူးဈေးကွက်ကဘယ်ဘက်ကိုဥတည်နေလဲဆိုတဲ့ trend ကိုနားလည်ဖို့ကအများကြီးပိုရည်ကြီးပါတယ်ငန်နွင်းကအဲ့ဒီအတွက်လည်းအကူအညီပေးနိုင်ပါတယ်ဈေးကွက်ရဲ့ addict တမိုင်းကိုပြန်ကြည့်လို့ရတယ်ဒီမှာဆိုရင်နေ့အလိုက်အချိန်အလိုက်ဈေးနှုန်းမှတ်တမ်းတွေကိုအသေးစိတ်ကြည့်နိုင်တယ်ညာဘက်က graph ကိုကြည့်လိုက်မယ်ဆိုရင်တော့9ရက်အတွင်းဈေးအတက်အကျကိုရှင်းရှင်းလင်းလင်းတစ်ခါတည်းမြင်သာစေမှာပါဒါကအရေးကြီးဆုံးအချက်ပဲဘာလို့လဲဆိုတော့ဒီချက်လက်တွေကဈေးနှုန်းတစ်ခုတည်းကိုပဲပြောတာမဟုတ်ဘူးဈေးကွက်တစ်ခုလုံးကဘယ်ကိုသွားနေလဲဆိုတဲ့လာရကိုပါမြင်နိုင်စေလေအဲ့ဒါကြောင့်မို့ကိုယ့်ရဲ့ငွေကြေးအတွက်အကောင်းဆုံးဆုံးဖြတ်ချက်တွေကိုယုံကြည်ချက်ရှိရှိနဲ့ချနိုင်မှာပေါ့ဆိုတော့ဒီ feature တွေအားလုံးကိုစူးစီးလိုက်တဲ့အခါမှာရည်ရွယ်ချက်ကရှင်းရှင်းလေးပဲအဓိကကတော့သုံးဆက်သူတွေကိုသူတို့ရဲ့ဗန်တာရဲ့အတွက်ပို့ပြီးတော့ smart ကြတဲ့ဆုံးဖြတ်ချက်တွေချနိုင်အောင်စွမ်းအားပေးဖို့ပါပဲတကယ်လို့ခြုံပြီးပြောရရင်မိုင်းဝမ်ကကိုယ်ပိုင်ဆိုင်မှုတွေကိုအချင်းနဲ့တပြေးညီချေရခံနိုင်မယ်ဈေးခွက်လမ်းကြောင်းတွေကိုနားလည်လာမယ်ကိုယ့်ရွှေရဲ့တန်ဖိုးကိုချက်ချင်းတွက်ချက်နိုင်မယ်အဲ့လိုမရှိမဖြစ်လွှားတဲ့အချက်လက်တွေအားလုံးကို app တစ်ခုတည်းမှာပဲရနိုင်တာပေါ့ဒီစကားကတကယ်ကိုမှမှန်ပါတယ်ဒီ app ရဲ့ရည်မှန်းချက်နဲ့တန်ဖိုးကိုအကောင်းဆုံးဖော်ညွှန်းနေတယ်လို့ပဲဘာလို့လဲဆိုတော့မှန်ကန်တဲ့အချက်လက်ကိုပိုင်ဆိုင်ထားခြင်းကပဲကိုယ့်ရဲ့ဘန်ဒါရေးကိုပုံမကောင်းမွန်အောင်စီမံခန့်ခွဲနိုင်ဖို့အတွက်ပထမဆုံးခြေလှမ်းဖြစ်နေလို့ပါပဲဒါကြောင့်မို့လို့နောက်ဆုံးအနေနဲ့ဒီမေးခွန်းလေးတစ်ခုညအဆုံးသတ်ပါစေအခုကိုယ့်ရဲ့ငွေရေးကြီးရေးအတွက်အသုံးပြုနေတဲ့တဲ့အချက်လက်ဒီ Tuesday ကကိုယ့်အတွက်တကယ်ပဲအကျိုးရှိရှိအလုပ်လုပ်ပြီးနေပြီလားဒါကိုပြန်ပြီးသုံးသပ်ကြည့်ဖို့အချိန်တန်ပြီလို့ထင်ပါတယ်